ဗီဒီယိုလေးတော့အထူးသဖြင့်မိန်းကလေးတွေဆိုတာထက်ယောက်ျားလေးတွေပို့ပြီးတော့ကြည့်တင်ပါတယ်ယောက်ျားလေးတွေအတွက်ဗီဒီယိုလေးပဲဖြစ်ပါတယ်မိန်းကလေးတယောက်စီကချိုတာမှုကျင်နာမှုယူရမှုကိုလိုချင်ပါတယ်ဆိုတော့ယောက်ျားလေးတွေဆိုရင်ဒီဗီဒီယိုလေးကိုအစအဆုံးသေချာလေးကြည့်ပေးပါမိန်းမတယောက်ရဲ့ချိုတာမှုကျင်နာမှုဆိုတာဘာနဲ့ဆိုင်လဲဆိုတာလေးကိုကဲတချို့အိမ်တော်ဘက်အမျိုးသားဖြစ်ဖြစ်ဒီစားဘမှာထားတဲ့အမျိုးသားတွေဖြစ်ဖြစ်ပေါ့နော်သူတို့ကိုယ်တိုင်ကယူရမှုနှွေးထွေးမှုဒီအမျိုးသမီးစီကနေချိုတာမှုကျင်နာမှုလိုချင်ကြတယ်ဒါပေမဲ့သူတို့ကိုယ်တိုင်ကဒီအမျိုးသမီးကိုနှွေးထွေးဖို့ကျင်နာဖို့စာနာဖို့ထောက်ထားဖို့ကိုချင်းစာတရားထားဖို့နော်စိတ်ချမ်းသာအောင်ထားဖို့ကမိနေတတ်ကြတယ်မေတ္တာပေးရင်မိမတယောက်ကလေမေတ္တာပေးလို့ရှိရင်မေတ္တာထက်ပိုတဲ့အရာတွေကိုပို့ပြီးပေးတတ်တဲ့မိမတွေဖြစ်တယ်သူတို့ကနည်းနည်းလေးကောင်းကြည့်အများကြီးပိုကောင်းပေးတယ်ကွာသူတို့ပေါ်နည်းနည်းလေးကောင်းလို့ရှိရင်အရင်ကောင်းတယ်လို့ထင်ပြီးတော့ဟာငါယောက်ျားငါအကြီးစားငါပေါ်ဒီလိုကောင်းတယ်ဆိုပြီးဆယ်ဆပြန်ကောင်းတဲ့အမျိုးသမီးတွေဖြစ်တယ်နော်အဲ့တော့မိန်းမတယောက်ရဲ့ချိုတောင်မှုယူရမှုတွေထိမှုကိုလိုချင်လို့ရှိရင်အမျိုးသမီးရဲ့ပူပန်မှုတွေမရှိမှသာလေဒီနှွေးထွေးမှုကျင်နာမှုယူရမှုဆိုတာဖြစ်လာမှာပေါ့နော်အဲ့ဒီမရှိဖို့ဆိုတာကလည်းစိတ်ချမ်းသာအောင်ထားမယ်မှန်တယ်ဗျာပတ်စံအရန်ရှိမှတော့မဟုတ်မိမတို့ပတ်စံမရှိနေပါစေစိတ်ချမ်းသာအောင်ထားနိုင်တဲ့အမျိုးသားဆိုရပြီတို့ဘဝမှာလေဒီစာနာထောက်ထားပြီးကိုချင်းစာတရားဒီအမျိုးသမီးရဲ့ပင်ပန်းမှုတွေဒီအမျိုးသမီးရဲ့အခက်ခဲတွေကိုမြင်တတ်လို့ရှိပြီကိုရနေပြီခုနပြောသလိုတချို့အမျိုးသားတွေကကျတော့ဒီအိယာပေါ်ရောက်မှလာရင်မိန်းမတယောက်ကိုမိန်းမလို့ဆက်ဆံကြတယ်ကျန်တဲ့အချိန်မှာကျတော့မိန်းမတွေကမင်းကကြာလေမနှူးညံ့တော့ဘူးကြမ်းတမ်းလာတယ်လို့ပြောတဲ့အမျိုးသားတွေတောင်ရှိတယ်ကွာအမျိုးသမီးတွေအားလုံးကလေမွေးလာခဲ့တဲ့ကတော့နှူးညံ့လေးတွေပဲတချို့တွေကကျတော့ဟိုဒီအုတ်ထိန်မှုအပေါ်မှာနေထိုင်မှုအပေါ်မှာကွာသွားတဲ့အမျိုးသမီးတွေတော့ရှိတယ်ပေါ့နော်အကုန်လုံးကနှူးညံ့ဟာတွေပဲဒီအမျိုးသားတွေကပဲတင်ပေးသွားတာနော်ဒီအမျိုးသားတွေတဲ့ပဲစွာတယ်ဘလူးတွေဖြစ်လာတယ်ဘလူးမတွေဖြစ်လာတယ်ဟိုဘယ်လိုပြောမလဲအော်တက်လာတယ်ဆဲတက်လာတယ်ဆိုတက်လာရိုင်းတက်လာတယ်ဆိုဒီအမျိုးသားတွေပေါ့အများကြီးမူတည်တယ်ယဉ်ကျေးအောင်ချိုတာအောင်နှွေးထွေးအောင်ကျင်နာအောင်ထားတဲ့အမျိုးသားတွေရှိခဲ့လို့ရှိရင်အမျိုးသမီးတွေကအများတန်းချိုတာတော့ဆိုအမျိုးသမီးတွေရဲ့စိတ်ကမွေးရပါချွဲတတ်တယ်နော်အမျိုးသမီးတွေကကျတော့အများကိုချစ်လို့ရွေးချယ်ထားတဲ့အမျိုးသားတယောက်ကိုအများတန်းသူတို့ကဦးစားပေးလေးရှိတယ်ဘာလို့လဲဆိုကိုမိဘတွေကိုတော့ထားပြီးဒီအမျိုးသားတွေကိုရွေးချယ်ပြီးသွားကြတာလေမိဘခိုင်းတယ်မှန်တာပဲကောင်းခြင်းပဲဒီအမျိုးသားခိုင်းလို့ရှိရင်မငင်းမညူလုပ်ပေးတဲ့အမျိုးသမီးတွေကြီးပဲအဲ့တော့မိန်းမတယောက်ရဲ့မေတ္တာတရားနော်မိန်းမတယောက်ရဲ့ကျင်နာမှုနှွေးထွေးမှုကိုမရလို့ရှိရင်သူတို့သွားပြီးအပြစ်မတင်နဲ့နော်ယောက်ျားလေးပေါ့အများကြီးဆိုင်တယ်သူ့ကိုစိတ်ချမ်းသာအောင်ထားရမယ်သူ့ပျော်ရွှင်အောင်ထားမယ်အဓိကကတော့ဒီမိန်းမတွေဆိုတာကလေအများတန်းဒီနေ့သမင်းစားရတယ်ဆိုပြီးမလဲမနှက်ဖြန်ပါစားမလဲဆိုကြိုပြီးစဉ်းစားတတ်တဲ့အမျိုးသမီးတွေဖြစ်တယ်ဒါရှိရေးကိုတလန်းယောက်ျားလေးတွေအများတန်းကြိုသွေးတဲ့အမျိုးသမီးတွေဖြစ်တယ်အဲ့တော့ပူပန်မှုတွေအများရှိတဲ့အမျိုးသမီးတွေအိယာပေါ်ကကိစ္စလောက်မှအမျိုးသမီးကိုဆက်ဆက်နေလို့ကအစစ်မပြေဘူးကိုကိုရိုင်းမြတ်တာတရားမြတ်တာစင်တွေးထွေးမှုချစ်တာမှုယူရမှုကြာလေစိုးလေထက်ကြာလေပို့ပြီးချိုတာတဲ့ညဉ့်ညံ့တဲ့အမျိုးသမီးလူချင်းကိုယ်တိုင်ညဉ့်ညံ့မိန်းမစီကချိုတာမှုကျင်နာယူရမှုလိုချင်တယ်ဆိုတဲ့သူတွေအတွက်ပေါ့နော်ဒါလောက်ဆိုရင်ကောင်းကောင်းသိလောက်ပြီလို့ထင်ပါတယ်